လိုပဲနေရတဲ့အခါမှာတော့ခွေးရန်သဘောကျတာပေါ့နော်ဒါကိုယ်တိုင်လည်းပထမဆုံးကြုံဘူးတဲ့ဒီ Rangoon Production တို့ပါတော့ဒီ team တစ်ခုလုံးပေါ့နော် driver ဆိုလဲကိုပြည့်သိနိုင်တယ်ကိုတစ်ကလည်းကိုနဲ့ပထမဆုံးဆောင်မှုပါပေါ့နော်ဆိုတော့ခွေးတို့တရုပ်ဆောင်ရဲ့ safety ကိုအထူး view site ထားတာကိုမြင်ရတယ်အဲဒီဒီထူရိုက်မဲ့ပေါ့လက်နက်တွေပေါ့စစ်သားတို့စတိုးတို့မိသက်ဘူးတို့အဲ့ဒါတွေကအစားပြီး safety ဖြစ်အောင်အတူလေးလုပ်ထားပါတော့ပြင်ဒီကျိုးဆွဲထုတ်တန်းနေခိုင်မခိုင်ဒီလိုအချိန်ချင်းတို့တခြားစမ်းသက်ပြီးမှလုပ်တာလေးပေါ့နော်အဲ့ဒါတွေတော့သဘောကျပါတယ်ကျန်တော့လည်းတော့အဲ့လိုအပြင်မှာတကယ်ရှိရဲဆိုလို့ရှိရင်တော့ခက်တင်းတင်းလေးဖတ်ပေးထားခြင်းပြီးတော့သူကလည်းလူမာနကြီးရဲ့လူပဲဖြစ်တဲ့အတွက်အဲ့လိုမျိုးအားပေးစကားကြီးရောအများကြီးပြောပြမလို့ပေါ့နော်ဒီလိုလေးတော့ဖတ်ပြီးအားပေးခြင်းကိုရတော့အဲ့လိုမျိုးပေါ့နော်တညလုံးရိုက်ဖူးရယ်ဆိုတာဘဝမှာပေါ့နော်ဒီညဉ့်ပြန်တစ်လျှောက်လုံးမှာနှစ်ညစက်တိုက်လောက်တော့ရိုက်ဖူးရယ်ခု9ည10ညစက်တိုက်ကြီးတော့မရိုက်ဖူးပေါ့နော်အဲ့နဲ့မနေ့မိုးလင်းသွားတဲ့အချိန်ဒီနေထွက်ပြီးတော့ဟိုဒီတစ်စင်းတော့ပြီးရပေါ့ဒီတစ်စင်းပြီးသွားတဲ့အချိန်မှာဆိုလို့ရှိရင်တန်းအိတ်လို့မရသေးဘူးလက်ဖက်ရည်တိုင်းသွားပြီးတော့ကိုတော်တော်လုံးရှောင်ခဲ့အီကြာကိုစမူစားရရှိလို့ကာဘိုဟိုက်ဒရိတ်တွေပေါ့အဲ့လိုစားရဲအဲ့လိုစားမှကိုကလေအားပြန်ရှိပြီးနောက်နေ့ပြန်အလုပ်လုပ်နိုင်တာပေါ့နော်အမှတ်တရတော့ဒီကားမှာလုံး9ပေါင်6ပေါင်လောက်ဝိတ်တက်သွားရဲပေါ့ကိုကလည်းတကားလုံးကဘိုက်ကြီးနေရတဲ့အတွက်ဘိုက်ပူမှလည်းဒီဆိုးနေရအောင်ပေါ့နော်ဒီသူတို့စီစဉ်ပေးထားတဲ့ဒီဘိုက်အတူနဲ့တကားလုံးပြုတ်ဆောင်ရအောင်ဆိုတော့